တိန်တောင်းငန်းလည်းမသုံးချင်ဘူးချမ်းကျကျ Grammy လည်းဖြစ်ရမယ်အသစ်နဲ့အာစီတာအသစ်ဆက်ဆက်ရှာနေတဲ့သူတွေတော့ပါရှင်ဒီချန်လေးနဲ့တိုက်ကလေးကတော့ပေါ်ပါသီရီမျိုးဝနာဒီပါရက်ကွက်မှာရှိတာပဲဖြစ်ပါတယ်ညနေစာပေ80အနောက်ကိုပေ60ကျဲတဲ့ Grammy ပေါ်မှာတိစောက်ထားတာဖြစ်ပါတယ်ဒီမှာဆိုရင်ချမ်းရှိမှာကားပါကင်းနှစ်စီးစာနေရာအကျယ်ရှိပြီးတော့ဒီဘက်မှာကတော့ garden လေးဖန်တီးလို့ရတဲ့အိမ်ရှိရေမြောင်းလေးပါပြီးသားဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်ချမ်းရှိတက္ကမကြီးရဆိုရင်လည်း Japanese style လေးနဲ့ပေါ့နော်ရွှေလာငွေလာတွေနဲ့ဖန်တီးပေးထားတာပဲဖြစ်ပါတယ်ရှင်ချမ်းရှိရေမြောင်းကလည်းအနက်ကြီးတူးပေးထားတော့ပေါ့နော်မိုးရင်းအတွက်အဆင်ပြေပါတယ်လူဝင်မှုတည်တံ့ချန်တကားလည်းပါပါတယ်ရှင်အိမ်ရှိမှာစိတ်ကြိုက်ကိုယ်တိုင်း landscaping ဖန်တီးလို့ရတဲ့လက်ခင်းမြင်ကျယ်ကြီးလည်းပါပါတယ်ရှင်ပုပ္ပမှာစီပင်ရင်ရတယ်ပေါ့နော်ဒါကတော့ underground water tank ဖြစ်ပါတယ်အိမ်ရှိမှာကားထားဖို့အတွက် portico ကိုလည်းဒူးနဲ့တင်နဲ့ခက်ခက်တိစောက်ပေးထားတာတွေ့ရပါတယ်ရှင်ချန်ကျဲကမျက်နှာစာပေ80လောက်ထိရှိတာဖြစ်တဲ့အတွက်ဒီမှာဆိုရင်ကား9စီးထားဖို့လောက်ထိနေရာကျန်ဝန်းတာကိုတွေ့ရပါတယ်ဒီမှာဆိုရင်လည်းနှစ်ရှည်တီးပင်စားပင်လေးစိုက်ပျိုးပေးထားတယ်ဒီနောက်ဖေးဘက်ကိုဆက်သွားလိုက်မယ်ဆိုလို့ရှိရင်တော့အများဆုံးရေချိုးကန်အိမ်သားနဲ့အပေါ်မှာရေစင်တင်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ရှင်အိမ်ပတ်ချာလည်မှာလည်းဒီမှာရေမြောင်းလေးထည့်ပေးထားတဲ့အတွက်ဒီမိုးရသည်မှာဆိုလို့ရှိရင်လည်းအိမ်ထဲမှာရေမတင်တော့ဘူးပေါ့နော်စုံအမြင်ကတော့ဒီမှာလုံလုံရေး blade ဆူကျူတော့ထည့်ဖို့လိုနေပါသေးတယ်အခုအိမ်ထဲဝင်လာပြီဆိုတာနဲ့ပထမအဆုံးမြင်ရမှာကတော့ဧကန်ကျယ်ကြီးပဲဖြစ်ပါတယ်ရှင်ဒီဧကန်ကျယ်ကြီးဟာဆိုလို့ရှိရင်ပေ30ပတ်လည်လောက်အထိကျယ်ဝန်းတာကိုတွေ့ရပါတယ်ရှင်ညနေကျစီလင်မီဇိုင်းတွေကလည်းရိုးရိုးရှင်းမဲ့ဖန်တီးပေးထားတာကိုတွေ့ရပါတယ်ဒီလေးမှာကောင်းတဲ့အချက်တစ်ခုကနည်းစေးသားရတော့ပေါ့နော်လုံးဝမီးတွေပါ reflection ပြန်နိုင်လောက်တဲ့အထိစေးသားကချုံးဝင်နေတာတွေ့ရပါတယ်ဒီမှာဆိုရင်ဖျားကန်းကိုဧကန်ထက်တစ်ဆင့်မြင့်ပေးထားတာကိုတွေ့ရပါတယ်ရှင်မျက်နှာကျမီဇိုင်းဆိုရင်လည်းခက်ခက်ညာညာတတရထည့်ပေးထားတာဖြစ်ပါတယ်ကျွန်းပါကင်းဆိုရင်လည်း4000ကပြည့်တွေကိုကပ်ပေးထားပါတယ်ဒီမှာဆိုရင် safety တမန်တွေလည်းပါတယ်အလင်းဝင်အားကောင်းတာကိုတွေ့ရပါတယ်ရှင်အိမ်ထဲကိုဝင်လိုက်ပြီဆိုတာနဲ့ညာဘက်အချမ်းမှာကတော့ဒီမှာ15ပေပတ်လည်လောက်အကျယ်ရှိတဲ့အိတ်ခမ်းအကျယ်ကိုတွေ့ရမှာဖြစ်ပါတယ်ရှင်အလင်းဝင်အားကောင်းတဲ့ပရိမောက်တွေလည်းအများကြီးထည့်ပေးထားလို့လင်းဝင်လေးတွေကောင်းမဲ့အခန်းလေးပဲဖြစ်ပါတယ် master bedroom မဟုတ်ပေမဲ့လူနေဖို့အတွက်အဆင်ပြေအောင်တွေ့ရပါတယ်ဒီလေးမှာဆိုရင်ဒီတက္ကမကြီးတိုင်းမှာသူကကျွန်းပေါင်ပတ်ပေးထားတာကိုတွေ့ရပါတယ်ရှင်တခန်းနဲ့တခန်းကူးတဲ့ခြေကျော်လေးတွေကမှအစကျွန်းပါကေအလှပဆုံးခင်းပေးထားတာဖြစ်ပါတယ်ဒီ master bedroom ဟာဆိုလို့ရှိရင်လည်းတော်တော်ကြွကြွဝန်းဝန်းရှိပြီးတော့ဗလင်းမောက်တွေနဲ့အလင်းဝင်အားကောင်းတယ်ဆိုဖာမှွေရဘီယိုရမအစအကုန်ထားလို့အဆင်ပြေတဲ့အထီကျဝန်းတဲ့ master bedroom အခန်းဖြစ်ပါတယ်ဒါကတော့တန့်စင်ကန်ရေချိုးကန်ဖြစ်ပါတယ်ရှင်ဒီအခန်းတွေမှာဆိုရင်စီလင်ဟိုက်မျက်နှာချက်မြင့်တဲ့အတွက်အသက်ရှူမကျတော့ဘူးအိမ်ရပို့ပြီးကျဝန်းတယ်လို့ခံစားရသေးပါတယ်ရှင်ခန်းတကားတိုင်းမှာဆိုရင်လည်းကျိုးတကားတွေကိုသုံးပေးထားတာဖြစ်ပါတယ်အခုစုမထပ်ပြပေးမှာကတော့ master bedroom ဒုတိယမြောက် master bedroom ဖြစ်ပါတယ်ရှင်ဒီ master bedroom မှာဆိုရင်လည်း18ပေ15ပေလောက်ထိကျဝန်းတာကိုတွေ့ရပါတယ်အခန်းဖွဲ့စည်းပုံလေးကလည်းမစိုးဘူး master bedroom က2ခန်းရိုးရိုးခန်းကျယ်ရတစ်ခန်းပါတာပေါ့နော်ဒါကတော့ဒီ master bedroom ရဲ့ရေဘူးရေအေးဒီဘိုးတိုင်းအကောင်းစားတွေပါတယ်ပြီးရင်ဒီမှာဘေးစင်ပါတယ်ရှာဝါတွေပြီးရင်ကြွေပြားတွေမျက်နှာချက်အပြည့်ထိကပ်ပေးထားတဲ့ရေချိုးကန်ဖြစ်ပါတယ်ဒါကတော့ထမင်းစားကန်ကိုသွားနေတာပါထမင်းစားကန် dining room လေးဖြစ်ပါတယ်ရှင်ညညပပမဖြစ်တော့အောင်လို့ဒီမှာကြွေပြားခင်းပေးထားတယ်ကြွေပြားတွေကလည်း lining အနက်ကိုလေးတက်တက်ရရနေပေါ့နော်အိမ်လေးကဒီထမင်းစားကန်လေးကလည်းလှလှလေးဖြစ်နေပါတယ်ရှင်ထမင်းစားပြီးရင်ဒီမှာလက်ရည်ဆေးဖို့လည်းပါတယ်ဗရင်မောက်တွေလည်းကောင်းကောင်းထည့်ပေးထားတယ်ကြွေပြားတွေဆိုတော့တန့်ရှင်းလောက်ရလွယ်ကူစေပါတယ်ရှင်ထမင်းစားကန်ကနေဝင်သွားမယ်ဆိုရင်ဒါလေးကတော့ kitchen မှာချက်ဖို့ပြုတ်ဖို့အတွက် socket တွေလည်းလေးခုတောင်ပါတယ်လုံလုံလောက်ထည့်ပေးထားတယ်တေဘယ်ကောင်တာလေးကလည်းအဆင်ပြေရဲ့ချက်ဖို့ပြုတ်ဖို့လွယ်ကူတယ်ဒီမှာကတော့ပေးစင်ပါဒီမှာဆိုရင်အနက်နေလဲလန့်သက်ပေါ့နော်မဝင်အောင်လို့အနက်သက်လင်းဝင်လေးထွက်ကောင်းအောင်လို့လဲဗရင်မောက်တွေထည့်ပေးထားပါတယ်ဒီနောက်ဖေးကနေသွားမယ်ဆိုလို့ရှိရင်တော့ဒါကဒီအများဆုံးရေချိုးကန်အိမ်သားကိုသွားတဲ့ပတ်ပဲဖြစ်ပါတယ်ရှင်အိမ်ရှိကိုလည်းထွက်လို့ရပါတယ်ဒီလေးဟာဆိုလို့ရှိရင်
ကျွန်းပါကေးအပြည့်ကျွန်းတကားတွေအပြည့်နဲ့စေးသားကလည်းကောင်းကောင်းစထရချာခန့်ခန့်နဲ့အခန်းဖွဲ့စည်းပုံကောင်းကောင်းတိစောက်ပေးထားတဲ့အိမ်လေးဖြစ်ပါတယ်ရှင်စစ်စစ်ငင်ငင်ရက်ကွက်မှာနေထိုင်နေတဲ့သူတွေရွေးချယ်ရမယ့်အိမ်လေးဖြစ်ပါတယ်ရှင်ဒီအိမ်လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့စုမုံတို့ Golden Hill Property အိမ်ချမ်းမြေရဲ့ဖုန်းနံပါတ်3996694331 Viber နံပါတ်3995961596တို့ကိုဆက်သွယ်နိုင်ပါတယ်ရှင်မိတ်ဆွေများအားလုံးပဲကျန်းမာချမ်းသာပြီးတော့စီးပွားလက်လာပါတယ်တိုးတက်ကြပါစေရှင်